အားလုံးပဲမင်္ဂလာပါကျွန်တော်ဖော်ကြိုးဆိုပါကျွန်တော်တို့ United အသင်းရဲ့ transfer အပြောင်းရွှေ့ကတော့တကယ်မျက်စိနှောက်စရာလို့ကျွန်တော်ကတော့မြင်မိတယ် United အသင်းမှာအသုံးဝင်တဲ့ကစားသမားတွေကအခုထိမထွက်နိုင်သေးပဲအသင်းမှာဆက်ရှိနေတယ်အခုလက်ရှိကျွန်တော်တို့ United အသင်းရဲ့ခေါ်ယူနိုင်ရရှိတဲ့ကစားသမားတွေကလည်းအသင်းကအဓိကထားပြီးမခေါ်ယူနိုင်သေးတဲ့အခြေအနေတွေကိုသမားအပါဝင် Marco Rashford တို့ Anthony တို့ Jadon Sancho တို့လိုကစားသမားတွေကိုလည်းအပိသက်မရောက်ချနိုင်ရင်တော့မှအငှားနဲ့ထွက်ခွာပေးတင်ပြီးတော့ကျွန်တော်ကတော့မြင်မိတယ်နီးပြ Amorim ကလည်းသူ့ရဲ့အသင်းမှာမလိုတဲ့အတွက်ကို United အသင်းမှာမထားဖို့အသင်းပိုင်ရှင်တွေကိုတောင်းဆိုထားတာလည်းဖြစ်တယ်ဒီကစားသမားတွေက United အသင်းကလည်းအပိသက်မဟုတ်ရင်တော့အငှားတက်ချတဲ့ကစားသမားတွေဖြစ်တယ်ဒီလိုကစားသမားတွေရှေ့ကနေ United အသင်းကငွေချတင်တယ်သူတို့ပြောင်းကျင်တဲ့အသင်းတွေကိုပေးပြောင်းလိုက်ဒါမှမဟုတ်ရင်လည်း United အသင်းကအပြီးရောင်းလို့ရနိုင်တဲ့အသင်းတွေကိုချိတ်ဆက်ရောင်းချဖို့တော့လိုအပ်တယ်လို့ကျွန်တော်ကတော့မြင်မိတယ်နီးပြ Amorim ကဒုတိယရာသီမှာတော့ကျွန်တော်တို့ပြည်သက်တွေမျှော်မှန်းထားတဲ့လောက်ကတော့ Champions League ဝင်ခွင့်ရဖို့တော့ကိုမျှော်မှန်းထားတယ် Amorim ရဲ့အသင်းကလိုအပ်မဲ့ကစားသမားတွေကိုအဖြစ်ပေးတဲ့အခြေအနေတစ်ခုမှာ Mbumo တို့လိုကစားသမားတွေ Parina တို့လိုကစားသမားတွေတိုက်ဆိုင်ကစားသမားဖြစ်တဲ့ Ekitike တို့လိုကစားသမားတွေ Osimhen တို့လိုကစားသမားတွေကိုပထမဦးစွာစိတ်ဝင်စားမှုရှိတယ်အခုလက်ရှိ United အသင်းကမသိရကုညာတယောက်ထဲကိုခေါ်ယူပေးထားတဲ့အခြေအနေတစ်ခုမှာ United အသင်းကထွက်ခွာနိုင်ဖို့ရှိတဲ့ကစားသမားတွေကိုလည်း United အသင်းကမရောက်ချနိုင်ဘူးနီးပြ Amorim အခုခိုင်တွယ်မဲ့ Premier League ကတော့ဘလို့ရလက်မျိုးတွေနဲ့စတဲ့အောင်မလဲဆိုတာကိုကျွန်တော်တို့ United ပေးသက်တွေကတော့ရေခုံစိတ်လှုပ်ရှားဖို့ရစောင့်မျှော်အောင်မယ်လိုချင်တဲ့ကစားသမားတွေကိုဝယ်ယူအဖြစ်ပေးရင်တော့ကျွန်တော်တို့ဒီဟာဒီ Champions League ဝင်ခွင့်လောက်ကိုမျှော်မှန်းထားပေမဲ့အခုလက်ရှိကစားသမားတဦးသာရောက်ရှိသေးပေမဲ့ကျွန်တော်တို့ပေးသက်တွေကိုယ်တိုင်ကစိတ်ပြတ်ဖွယ်ရဖြစ်လာတဲ့ United အသင်းကတော့တော်တော်ကိုစိတ်ပြတ်ဖို့ကောင်းတယ်တခြားအသင်းတွေဖြစ်တဲ့ Liverpool တို့လို Man City တို့လိုအသင်းတွေကကစားသမားတွေကိုခေါ်ယူပြီးတော့အပြည့်နေတဲ့အချိန်မှာကျွန်တော်တို့ Premier League မှာအဆင့်15နဲ့တင်ခဲ့တဲ့ United အသင်းကြီးလို့အသင်းကြီးကကစားသမားတဦးတယောက်ကိုခေါ်ယူပေးပြီးတော့ကျန်တဲ့ကစားသမားတွေကိုချိတ်ဆက်မှုရှိလိုက်စိတ်ဝင်စားမှုရှိလိုက်ဖြစ်နေတဲ့အနေအထားကိုကျွန်တော်ကတော့လုံးဝကိုစိတ်တိုင်းမချဘူးလို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့စီစဉ်ကိုဆုံးသတ်ပြ United Football ဟာမိုင်းသတင်းများကိုနှိမ့်စစ်တင်ဆက်ပေးနေတာမို့ like and follow တွေလုပ်ပြီးတော့မြတ်တက်ရက်ခံပါတယ်အားလုံးကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ